ရှိသောဖခင်သင်တို့ကိုခေါ်တော်မူသောသူသည်သစ္စာနှင့်ပြည့်စုံသည်ဖြစ်တို့တို့ပြုတော်မူလိမ့်မည်သတ္တလုံးနှင့်ဩဝါဒစာပထမစာအခန်းကြီးအခန်းငယ်24ဒီအာဘာရှင်ရနိုရသောအဖအဘာဟုခေါ်ရသောအခွင့်နှင့်အဖြစ်ခြင်းဤတဘောကိုရကြသည်ရောမခန်းကြီးရှိခန်းနေစနာteacher တို့တဲ့လက်ပြသူလူငယ်တော်ရလာဝနိုင်ဆုံးမတို့တဲ့လောတို့ပြုလေသူဒီအိုတော်အခါထိုလမ်းမလွယ်လိုက်ပါလိမ့်မည်တို့တဲ့ကျန်ခန်းကြီးဆက်နေခန်းနေချောင်းအေးဟာပါနာသာပြီးအော်ကေဒီမြေကြီးကိုဖန်ဆင်းတော်မူသောထာဝရဘုရားထံတော်မှာဘုရားဆက်ခြင်းကြောင့်ဘုရားရဲ့တရားနဲ့ထာဝရအဖနာမတော်မူကားအောကွယ်တိုင်ပေပတ်တကူကြီးသောဖရာတကယ်ထာဝရအဖမြေသက်ခြင်းအရှိခေါ်ဝသမုတ်ကြီးကိုခံတော်မူလိမ့်မည်ဣရှာယခန်းကြီးကိုခံရချောင်းချမ်းမတော်သူဆက်ပြပုဂ္ဂိုလ်ကြောင့်မတော်သူသည်မိမိကြောင့်မခြင်းလက်သို့လိုက်၍သူဤသာစေမြေစံတို့သည်မင်္ဂလာရှိကြ၏သောတဲ့ကျမ်းခန်းကြီးဆက်ဆက်ခံရဖို့သောတဲ့ချေပြူအားလေလိုအိမ်ကိုဖြစ်ဆိုင်နေကြရဲ့ကြောင့်လည်းYeah.